Hello အားလုံးပဲမင်္ဂလာပါချစ်စုဆာပါရှင်ချစ်စုဒီလို comment တွေလာရင် neglect လုပ်တယ်ပေါ့နော်တော်တော်များများချစ်စု reply မပြန်ဘူး comment လေးဒီစားလေးတွေပဲဖြေလိုက်တာများတယ်ဒါပေမဲ့ညားလာတဲ့အတွက်ကြောင့်မို့လို့ပြန်မဖြေလို့တော့မရတော့ reply ပြန်လုပ်ပါမယ် attention ပေးပါမယ်ပေါ့နော် attention တွေရော attention တွေရော attention alert တွေရော attention ပုစုညက်တော့ကရုကရုလေးတွေရောအကုန်လုံးပေးမယ်ပေါ့နော်ကိုနိုင်ရဲ့ကိုပိုင်ချင်းမရှိကြဘူးလားဆိုချစ်စုကိုပိုင်ချင်းတွေထွက်တဲ့ဟာတွေတင်းနေဒါပေမဲ့ကိုပိုင်ချင်းကြတော့ဒါနားတယ်ဒီချစ်စုတို့ဒီ break တဲ့ဒီနားတွေကိုမရောက်သေးရတဲ့ကြောင့်ချစ်စုတို့ကအများကြီးချပြရမှာကိုပိုင်ချင်းကိုပေါ့နော်အများကြီးဆိုရမယ်အများကြီးချပြရမယ်အဲ့ဒါမှကိုပိုင်ချင်းကပေါက်အဲ့မဲ့ဒီပြန်ဆိုလေးတွေကကြတော့ဒီအရင်ခစ်တွေကလည်းပေါက်ပြီးသားချင်းတွေဖြစ်တာချစ်စုတို့ကိုယ်တိုင်ကလည်းကြိတ်ချစ်စုတို့ဒီချင်းကိုပေါက်ဖို့ဆိုတာထက်ဒီသချင်းဆိုလိုက်လို့ပေါက်သွားတယ်ဆိုတာထက်ဒီသချင်းကိုကြိုက်လို့ချစ်စုတို့ကွာပွဲတွေမှာလဲဆိုရတဲ့တခြားဒီသချင်းကိုကြိုက်လို့ပြန်ဝယ်ပြီးတော့ပြန်ဆိုတာပါအဲ့ဒါကြောင့်ကိုပိုင်သချင်းမရှိဘူးလားလို့ပြောတဲ့ခါကျရင်ချစ်စုတို့မှာကိုပိုင်ချင်းတွေရှိပါတယ်ပြန်ဆိုလေးတွေကတင်လိုက်တာနဲ့အရင်ခေတ်ကပေါက်ပြီးသားချင်းတွေဖြစ်တဲ့ကြောင့်မို့သူတို့ကတန်းတင်လိုက်တာနဲ့ version အသစ်ပြန်ပြောင်းလိုက်တာနဲ့သူတို့ကတန်းပေါက်သွားအဲ့လိုမျိုး view တွေများသွားပြီးတော့ like ဆော့ရလူတွေများလာပါဘာလို့ဆိုရင်လူတွေနားထဲမှာရနေတာဟုတ်ချစ်စုတို့ကိုပိုင်ချင်းတွေကြတော့နားမတိုးသေးဘူးနားတဲ့လက်ထည့်ရမှာချစ်စုကိုယ်တိုင်ကလည်းအစ်စ်တွေလို့ဒါပေမဲ့အဟောင်းအ view တက်နေတဲ့ကြောင့်မို့ဒီတက်နေတဲ့ဟာလေးကိုတစ်ချက်အရှင်ပြန်မြင့်တင်ပြီးွားရင်ခဏလေးနေကိုပိုင်ချင်းလေးကိုပြန်ပြီးတော့အဲ့လိုမျိုးကိုယ်တိုင်ဆော့လို့အဲ့လိုတစ်ဖက်ချင်းစီလောက်ရတာပေါ့နော်ကိုပိုင်တချင်းမရှိဘူးလားလို့ပြောရင်ချစ်စုကရည်ချင်တာပေါ့ချစ်စုတို့တချင်းထုတ်ထားတာကုန်ကြခံထားတဲ့အရာတွေကအလက်ကားမှမဟုတ်တာပြီးတော့ချစ်စုကအခုမှဒါအနုပညာလိုင်းကျောင်းမှာဆယ်ရအောင်မီဒီယာဒီအခုဒီ23နှစ်ပေါ့နော်ချစ်စုအသက်23နှစ်ဖြစ်ပါပြီချစ်စု18လောက်တည်းကလောက်ခဲ့တာဆိုတော့6နှစ်သားလေးပဲရှိသေးတာပေါ့နော်ချစ်စုဆန်ဆိုတဲ့နာမည်နဲ့ချစ်စုရဲ့ဒီအနုပညာတက်တန်းက6နှစ်သားလေးပဲရှိသေးတယ်6နှစ်သားပဲဖြစ်တဲ့အတွက်ကြောင့်မို့ချစ်စုကိုလည်းနိုင်ငံကျော်သေးတန်ရှင်လို့မတတ်မှတ်သေးတန်ရှင်မှာစူးစမ်းနေတော့နိုင်ငံကျော်ဖို့ပြည်သူကချစ်ဖို့လက်ခံဖို့အတွက်ကိုချစ်စုစူးစမ်းနေတော့နိုင်ငံကျော်မဟုတ်တဲ့အတွက်ကြောင့်မို့ချစ်စုရဲ့ကိုယ်ပိုင်တခြင်းတွေကိုဒါလိုက်ဆော့ဖို့ကနေပါတယ်အဲဒါကြောင့်ချစ်စုတို့ကအများကြီးစူးစမ်းပြီးလုပ်ပြီးတော့ဒီရိုက်ထဲရမှာပါနားတဲ့ကိုပေါ့နော်အဲ့လိုမျိုးတွေရှိပါသေးတယ်ချစ်စုဆန် YouTube official channel မှာနားဆင်အားပေးလို့ရပါတယ်တီစိတ်နေကြီးရဲ့ YouTube official channel မှာချစ်စုရဲ့ကိုယ်ပိုင်ချင်းတွေရောပြန်ဆိုတီတော့အကုန်လုံးတင်ထားပါတယ်နားဆင်အားပေးကြည့်ပါရှင်နော်ကိုယ်ပိုင်တချင်းမရှိဘူးလို့ပြောရင်ချစ်စုတို့ကရည်ချင်တာပေါ့လေ